ဆရာမောင်သားချိုရဲ့မြေသုံးလို့မျိုးတုံးမှာဆိုဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ဒီတစ်ပိုင်းမှာတော့ရေများ၍တော်၎င်းမီးများ၍တော်၎င်းဆိုတာလေးကိုတင်ဆက်ချင်ပါတယ်ရှင်ချိန်ကလေးရသည်ကရုပ်မြင်တန်ကြားရှိသူရောက်သွားတတ်ပါ၏အိုးပြိုင်ပွဲတွေဟုတ်ပါသည်ပြည်သက်စိတ်လှုပ်ရှားပွဲရာပြိုင်ပွဲများကရုပ်မြင်တန်ကြားမျက်နှာပြင်ပေါ်ကစောင့်ကြိုနေတတ်ပါသည်အထွေထွေဘူးတုဒဉာဏ်စွမ်းရည်ပြိုင်ပွဲအချက်ပြုတ်ပြိုင်ပွဲကိုထူးချွန်မှုစွမ်းရည်တကူကူကိုထုတ်ပြရသည့်ပြိုင်ပွဲတရုတ်ဆောင်ပြိုင်ပွဲဟာတာပြိုင်ပွဲတချင်းဆိုပြိုင်ပွဲစသည်တချို့ပြိုင်ပွဲများကအားပြိုင်မှုကြီးပါသည်သူမသာကိုမသာအနေထားဖြင့်ချက်ကုတ်ချက်ကဲရှင်ပြိုင်ကြရသည်ဖြစ်ရာဒိုင်လူကြီးများ၏သဘောထားများသာမကပဲပြည်သူလူထု၏ဆန္ဒမဲပုတ်ကိုပါထက်သွင်းတွက်ချက်သဖြင့်ပြည်သက်ဆောင်ကြည့်ရသည့်ပြိုင်ပွဲများဖြစ်လာပါသည်ပြိုင်ပွဲတစ်ခုပွဲချိန်မြင့်တက်နေစဉ်ဒိုင်ဖွဲ့ဝင်တူဖြစ်သူနိုင်ငံကျော်ဆိုတော်ကြီးတူ၏သတိပေးစကားကအလေးထားလိုက်ပါသည်ဆန္ဒမဲပုတ်တင်သည့်အခါမိမိလူမိမိဆွေမျိုးမိမိအရသာမိမိကြိုက်ဆိုသည့်ဆွဲကိုဖယ်ထုတ်ကထိုဒေးတန်ရှင်ရည်သွေးစင်တန်အဆင့်မှန်ကိုအသေးချာကဲဖြတ်ကဆန္ဒမဲပေးကြဖို့မေတ္တာရက်ခံခြင်းဖြစ်ပါသည်တခါလူထုကအာဂရိတရား၄ပါး၏ထောင်ချောက်ထဲတွင်ရောက်နေတတ်ပါ၏ဆန္ဒဂရိဟူသည်ချစ်သဖြင့်ဗတ်လိုက်မိခြင်းဘယာဂရိဟူသည်ကြောက်သဖြင့်ဗတ်လိုက်မိခြင်းဒေါသဂရိဟူသည်မုန်းသဖြင့်ဗတ်လိုက်မိခြင်းမောဟဂရိဟူသည်အမှားအမှန်မခွဲခြားနိုင်သဖြင့်ဗတ်လိုက်မိခြင်းထောင်ချောက်များပင်ဖြစ်ပါသည်ထိုကအမှန်တရားကနောက်သို့ဆုတ်သွားရပါသည်တချင်းဆိုပြိုင်ပွဲတစ်ခုတွင်တေးတန်ရှင်တူကနေမျိုးကြီးတစ်မျိုးကဖြစ်ပါသည်ထိုကနေသူနေသားတို့ထုံးစံဘာကူမှမကြည့်တော့ပဲငါတို့မျိုးကလူရစီရမည်ဟုဆိုကမြို့လုံးကျုပ်နယ်လုံးကျုပ်ထိုတေးတန်ရှင်ကိုစုပြုံးကမဲပေးကြသဖြင့်မဲများသည့်တေးတန်ရှင်ဖြစ်သွားပါသည်မိတ်ဆွေတင်ကနေပါသူအတိုင်းဝိုင်းမရှိသူလူမှုဆက်ဆံရေးနဲ့နမိတ်ချင်းသူတို့မှာအည်ချင်းရှိပါလျက်ဘေးသို့ရောက်သွားရသည်မှာလည်းနယ်ပယ်တိုင်း၌ဖြစ်ပါသည်ထိုကမှန်တရားကိုလက်လွတ်လိုက်ကြရသည်မှာဝမ်းနည်းစရာပဲဖြစ်ပါသည်ထိုတွေးကိုအခြေခံ၍တယောစာတစ်ပုဒ်ရေးခဲ့မှုပါ၏တေးဆိုပြိုင်ပွဲတွင်အတန်လွန်ကောင်းကလွမ်းဖွယ်တေးသချင်းများကိုတီဆိုလေးရှိသည့်အုပ်အောတို့ဂျိုးတို့ရွှေပြည်စိုးတို့ကအောင်ပွဲမစင်ရပဲပြီးကအကောင်းဆုံးတေးတန်ရှင်ဖြစ်အရွေးခံရချောင်းပင်ဖြစ်ပါသည်သူကအကောင်ရင်များသဖြင့်မဲများရသွားကြောင်းတယောစာဖြစ်ပါ၏တခါအီချင်းပြေဝသည့်အ ਨੇ စု minority ကခန့်ညံ့အများစုကြီး majority ကိုအရှုံးပေးခဲ့ရခြင်းပင်ဖြစ်ပါသည်ထို့ကြောင့်လည်းကမ္ဘာသမိုင်း၌ဂီတအသစ်ပကြီးအသစ်စာပေအသစ်ဗဗုအသစ်အတွေးခေါ်အသစ်ဘိသူကအသစ်ဖန်တီးခဲ့ကြသူများခမများတယောက်တည်းနှင့်တလောကလုံးကိုခံချခဲ့ကြရခြင်းဖြစ်ပါသည်အာဂရိတရား၄ပါးနှင့်မကင်းသူလူအုပ်စုကြီးများကအမှန်တရားကိုတုတ်တင်ပြလိုက်မိသည့်အဖြစ်မျိုးကိုဖန်တီးမိတတ်ကြပါသည်တကားက20ရာစု၏ကမ္ဘာအတွေးခေါ်ပညာရှင်ကြီးဘာထရန်ရက်ဆဲကိုဂျာမနီနိုင်ငံကဖိတ်ကြားဘူးသည်ဟုဆိုပါသည်ဘာထရန်ရက်ဆဲကညင်းချောင်းမှတ်သားမှုပါ၏ကျောင်းပြချက်ကစိတ်ဝင်စားစရာတော်တော်ကောင်းပါသည်ဟစ်လာကဲ့သို့သောခေါင်းဆောင်နှင့်နာဇီပါတီကိုအာဏာရလာစေရန်ဂျာမနီလူထုကရွေးချယ်ခဲ့သည့်အတွက်ထိုရက်သို့မလာလိုကြောင်းဆိုလား။ဟစ်လာကရွေးကောက်ပွဲနဲ့တက်လာသည်ပဲမဟုတ်လား။ရင်းကိုထိုစဉ်ကဂျာမနီရှိလူထုကပဲဆန္ဒမဲပေးခဲ့ကြသည်မဟုတ်လား။ထို့ကြောင့်တခါဆန္ဒဂရိတို့ဗျာဂရိတို့ဒေါသဂရိတို့မောဟဂရိတို့ဆိုသည်ကတယောက်ချင်း၌လွှမ်းမိုးနေခဲ့သောအန္တရာယ်ကြီးသည်မှာမှန်တော်လဲလူအုပ်စုကြီးများ၌အာဂရိတရားကြာရောက်ခဲ့သောတလောကလုံးအပေါင်းတိုက်ထဲသို့ကြာဆင်းခဲ့ရပြီဖြစ်ပါသည်ဆရာကြီးမြတ်တန်းတင်မော်ယုံတော့မှမောလာမီအမည်ဖြင့်ဘာသာပြန်ဆိုခဲ့သောစာရေးဆရာ Charles Graham ၏ The Goal of the Body စာအုပ်ထဲတွင်ကမ္ဘာကျော် Dutch ပကြီးဆရာ Vincent van Gogh ကသူ၏ပကြီးကားများကိုပြလာသောအခါပြင်သစ်ပကြီးကျော် Paul Gauguin ကကြုတ်ကြိုက်တာမကြိုက်တာနဲ့မဆိုင်မှုပြခမရပကြီးကားတွေကကိုကကောင်းနေတာဟုသုံးသပ်လိုက်ပုံကိုအမှတ်ရလာမိပါသည်အာဂရိတရားကင်းသည့်သုံးသပ်မှုဖြစ်ပါ၏မိမိကြိုက်ခြင်းမကြိုက်ခြင်းနှင့်မဆိုင်ပကြီးကားကိုကသူ့ဖာသာသူကောင်းနေခြင်းရေများရေနိုင်မီးများမီးနိုင်ဆိုသည့်စကားရှိပါသည်အများစုကအနိုင်ရသွားသည့်တဲ့ဓမ္မကအနိုင်ရရင်ပုံမကောင်းပေဘူးလားအာဂရိတရားကင်းသောလူထုကြီးပညာကြီးသောလူထုစိတ်ယဉ်ကျေးမှုမြင့်မားသောလူထုဖြစ်မြင့်တင်နိုင်လေထိုလူအဖွဲ့စည်း၌ဓမ္မတရားထွန်းကားကရွေးချယ်သုံးသပ်ဆုံးဖြတ်မှုများကအဆင့်မြင့်လာမည်ဖြစ်ပါသည်ကုန်းမောင်ခေတ်စာဆိုရွှေတောင်နန္ဒသူကမွေးနို့ရကန်တနေရာတွင်ပလဲမှာလူလင်းဘရင်မှာလူတိန်ဟုဆိုပါ၏လင်းသောလူကပလဲကိုရွေးချယ်ကတိန်သောသူကဘရင်ကိုရွေးချယ်လေတဲ့ပလဲကိုဖိုးတံမှန်သည့်လင်းသောလူထုပြိတ်သက်အင်အားကောင်းရန်လိုအပ်လှပါသည်နောက်တစ်ပုဒ်ကတော့ကြပြဆရာတွေကကိုပိုင်အလံနဲ့ဆိုတာကိုတင်ဆက်ချင်ပါတယ်
ကြက်ပြန်မကြဆိုတဲ့စကားလုံးကိုစကားလုံးမိကမတ်တာအနေနဲ့ဟိုစာမျက်နှာပေါ်မှာတွေ့ဒီစာမျက်နှာတွေမှာတွေ့နေကျွန်တော်တို့တွေ့ကြရလေရှိပါတယ်ကိုကိုတိုင်းလည်းလိုအပ်တဲ့ကလိုအပ်တဲ့နေရာမှာချရေးပြစ်ခဲ့ကြတာပါပဲမြို့ကြီးကကြက်ပြန်မကြပါညာဆိုတာမျိုးပေါ့ဟုတ်ပါတယ်ဒီစကားကစီကားတဲ့နေရာမှာသုံးတဲ့စကားပါပြန်လာတဲ့ကြက်အောက်ကိုကြမသွားနိုင်လောက်အောင်ကိုပဲလူသူလေးပါးနဲ့စီကားနေပါတယ်ဆိုတဲ့အနက်အထိပ်ပဲပေါ့တကယ်နေ့စဉ်လူနေမှုပွားထဲမှာကြတော့ကြက်ပြန်မကြလို့ပြောရလောက်တဲ့ပြည်သူလူထုထူထူထပ်ထပ်ကြီးဖြစ်နေပုံမျိုးကိုကျွန်တော်အနေနဲ့လုံးဝလောက်နီးနီးကိုမမြင်ဘူးမတွေ့ဘူးခဲ့တာပါရွှေတကုံတပေါင်းပွဲစီတာတောင်ကြီးတစောင်းတိုင်းပွဲစီတာပကံအာနန္ဒာပွဲစီတာတောင်ပြုံးပွဲစီတာပြည်တော်စုနေကြိုက်ကစံကွင်းစီတာရန်ကုန်တကြံစီတာအိုးဘယ်သူတွေပဲလောက်စီတာကိုမှကြက်ပြန်မကြလို့သုံးလို့မရနိုင်ပါဘူးတစ်ချိန်တစ်ခါတည်းကျွန်တော်ဘဝမှာလည်းတစ်ချိန်တစ်ခါတည်းမြန်မာနိုင်ငံတော်သမိုင်းမှာလည်းတစ်ချိန်တစ်ခါတည်းရှစ်လေးလုံးကာလလမ်းပေါ်ကိုထွက်ကြလာတဲ့လူတွေဘာလန်လွတ်လန်နော်ရထားလန်စုလေပြာလန်မဘန်ဒုလလန်ကုံတယ်လန်33လန်34လန်ရှိပါတယ်ဗျာရန်ကုန်မြို့လေကောင်းကကြိုက်တဲ့လန်အဲ့ဒီလန်တလန်ပေါ်ကိုကြက်ပြစ်ချလိုက်အဲ့ဒီကြက်မြေကြီးကိုမထိစေရဘူးလူတွေတယောက်ပခုံးနဲ့တယောက်ပခုံးထိလို့သူ့ကြောနဲ့ကိုရင်ဘက်ကတ်လို့ခေါင်းကလေးတွေရွရွဖြစ်နေပုံကလှိုင်းကြက်ခုတ်တွေထနေသလားထင်မှတ်ရပါရဲ့ကြက်ပြန်မကြမြို့ကြီး1988အဲ့ဒီ1988ခုနှစ်တုန်းကရန်ကုန်မြို့ကြီးရဲ့ဩဂတ်လဟာလည်းအခုဩဂတ်လလိုပဲမိုးပြန်ရွာချလိုက်တိတ်သွားလိုက်ဖြစ်နေတဲ့ဩဂတ်လပါတပါတီအာနာရှင်စနစ်ရဲ့ထူထောင်ကြောင့်ဖွညံ့ကျေနေတဲ့ဆန္ဒပြလူထုက33လမ်းထက်မှပြည့်သိပ်ကြက်ခဲနေတာပါပဲတိုက်လေကားတကူရဲ့တက်ချင်းလေကားတစ်50တဲ့မှာကြပြဆရာတွေလွယ်အိတ်ကိုစီနဲ့အလန်လိုတယ်ကွာတို့အတွက်အလန်လိုတယ်တယောက်တစ်ပေါက်အတန်များအလန်ဒီဇိုင်းကိုဘယ်သူဆွဲမှာလဲအလန်ဒီဇိုင်းအာဆရာတီဘောကွာဆရာတီကိုခိုင်းမေးသူတွေဖြေသူတွေဟုတ်တယ်အဲ့ဒီတော့ကမြန်မာနိုင်ငံကြပြဆရာများအသိရအလံကိုဆရာတီလို့ကျွန်တော်တို့ချစ်စနိုးခေါ်ကြတဲ့ပကြီးဆရာမောင်တီကကွန်မြူညွန့်ကိုဆွဲခန်းကြတာစုကံမုံအနီယံနောက်ခံမှာအဖြူအောင်ချက်ရှာစုံနဲ့အဲ့ဒါဩဂုတ်လ24ရက်8လပိုင်း88ခုနှစ်စေအုပ်ချုပ်ရေးရုပ်သိမ်းကြောင်းကြေညာတဲ့နေ့ကျွန်တော်မှတ်စုစာအုပ်ကလေးထဲမှာမြန်မာနိုင်ငံကြပြဆရာအသင်းအလံအတွက်မောင်တာချိုရမုံနဲ့နေစိမ့်ထက်ငွေ140ကျပ်တဲ့မြောက်ဥက္ကလာပါဈေးထဲကနေပိတ်စာအဖြူနီပြေးဝယ်အကျုပ်ဆိုင်မှာနောက်တစ်နေ့စာပေသမားတို့ဆုံရ33လမ်းထဲအပြေးသွားဝလုံးထိတ်မှာအလံကိုချီနှောင်းပြီးကင်မြောက်လိုက်တော့ဆရာတိလက်ရအလံဖြူနီကလေထဲမှာတစ်ဖြတ်လွှင့်လို့ဝေးဆိုတဲ့အော်ဘာတန်နဲ့လက်ခုပ်တန်နေတဲ့ချားမှာမြန်မာနိုင်ငံကြပြဆရာအသင်းရဲ့အလံဟာလူလို့ဟုတ်ပါတယ်မြန်မာနိုင်ငံကြပြဆရာများဟာလူထုနဲ့တသွေးတဲ့တသားတဲ့လက်ပြများနိုးကကိုယ်လန်နဲ့ကိုလိုက်ပါချီတက်ခဲ့ကြပါတယ်ပြည်တွင်းစင်ကြီးဖြစ်လာရင်တရားခံကမဆလာဟိပြည်တွင်းစင်ကြီးဖြစ်လာရင်တရားခံကမဆလာဟိအဲ့ဒါကွယ်လွန်သူကြပြဆရာမောင်ရန်ပိုင်းရဲ့ကြွေးကြော်တဲ့အတိုင်းဖောက်ပါသူ့အတိုင်းဖောက်ကကျွန်တော်တို့ရှာမဆွဲဘူးကြားရသူတွေကလည်းနားဆွဲပုံမကြဘူးဒါပေမဲ့မြန်မာနိုင်ငံကြပြဆရာများရဲ့ကြွေးကြော်တဲ့ကစမ်းနေပုံတော့ရပါတယ်ဆန်းကျွန်တော်တို့ကမကြကိုရန်ပိုင်းနောက်နေ့အဲ့ဒီကြွေးကြော်တဲ့တော့မလုပ်နဲ့တော့ဗျာကျွန်တော်စကားကအောင်မြင်သွားပုံရပါတယ်နောက်တစ်နေ့ကြွေးကြော်တဲ့ပြောင်းသွားပြန်တယ်ဒီမိုကရေစီလိုချင်ပြီလားစီကံရှိကြညီညွတ်ကြလို့ဒီမိုကရေစီလိုချင်ပြီလားစီကံရှိကြညီညွတ်ကြလို့ကိုအောင်ဝေးရဲ့ကြွေးကြော်တဲ့အစ်စ်ပေါ့လမ်းနဲ့လူမဆက်မပြဲဖြစ်နေတဲ့1988ရဲ့မြို့တော်ကြီးထဲမှာမြေလုံးပြည့်ပေးတာတွေမျောလာပုံနဲ့ရွေ့သမိုင်းရေးစည်းချောင်းကြီးထဲမှာမြန်မာနိုင်ငံကြပြဆရာများရဲ့အလံလွင့်လို့တကယ်တော့မြန်မာနိုင်ငံကြပြဆရာများရဲ့အလံဟာနောက်မှခွဲထွက်သွားတဲ့အလံပါ1988မတ်လ23ရက်စံမှုတက္ကသိုလ်ကျောင်းသားကိုဖုံးမော်ကြာဆုံးပြီးကတည်းကတငွေ့လောင်နေတဲ့မိကမတ်လ16ရက်တရားပြူလူသက်ပွဲမတ်လ19ရက်ရန်ကုန်တက္ကသိုလ်လူဖန်းပွဲဇွန်လ21ရက်မြေဒီကုန်းသွေးမြေကြပွဲတွေနဲ့ခက်စိတ်စိတ်ဖြစ်လာရကဇူလိုင်25မှာဦးနေဝင်းနှုတ်ထွက်ဇူလိုင်29မှာဦးစိန်လင်းတက်ဩဂုတ်7မှာဦးစိန်လင်းနှုတ်ထွက်ဩဂုတ်19မှာဒေါက်တာမောင်မောင်တက်စက်တင်ဘာ18မှာအာနာသိန်းဆိုပြီးဇက်ကွက်တွေခက်စိတ်စိတ်ပြောင်းလဲနေတဲ့ဇက်ကုံကြီးပေါ်မှာ8ရက်8လ88ကစလို့တပြည်လုံးတိုင်းတာနဲ့ဆန္ဒပြကြတဲ့အခါအဲ့ဒီတော့ငါရွှေကြီးလက်ဖေးဆိုင်ထဲမှာပဲမြန်မာနိုင်ငံကြပြဆရာအသင်းကိုဖွဲ့စည်းလိုက်ကြပါတယ်ပထမအဆိုပြုတဲ့ဥက္ကဋ္ဌကဆရာနေသွင်းနေပါညင်းပါတယ်မင်းတို့လူငယ်တွေလောက်ပါတဲ့နောက်တော့အကိုပေါင်စိမ့်ဒီကိုပဲလှုပ်ဖို့တိုက်တွန်းရပါတယ်သူကလက်ခံပါတယ်နောက်တော့ကျွန်တော်ကိုဒုဥက္ကဋ္ဌတဲ့ကျွန်တော်ကညင်းပါတယ်မတန်မရထင်လို့ချုံရရင်အားလုံးပါဝင်တဲ့ကြပြဆရာအသင်းဖြစ်သွားပါတယ်ဒါမဲ့ဒီတုန်းကမြန်မာနိုင်ငံကြပြဆရာများဟာစာပေနဲ့အမှုပညာရှင်များဆိုတဲ့ဂီတစသဖြင့်ရုပ်ရှင်တို့နဲ့အတူပူးတွဲချီတက်နေတဲ့အဖွဲ့ပါ။ဩဂုတ်20မှာရန်ကုန်စေယုံကြီးကစာပေနဲ့အမှုပညာရှင်များစီမင်းကကြပြဆရာတွေနဲ့ဥဝင်းခက်တို့လှုပ်ထားတဲ့စီမင်းမှာအတန်ချက်ဆက်တွေဓာတ်ကြိုးတွေတဲလာတာကမြက်လေးမဂ္ဂဇင်းကကိုအောင်ကြီးပေါ့
ကျွန်တော်ကအနောင်စားပေါ့မူဝင်ခက်ဟာတာမယ်မတန်းရွှေအကယ်ဒမီအေးအေးတင်ရှေ့နေမောင်ကိုယူမင်းသိန်ခမောင်လင်းယုံရှမ်းပြည်နယ်တန်ဃာတော်တပားတို့ကိုယခုတိုင်ကျွန်တော်အမှတ်သားရှိနေစေကြပြားစရာတွေတွန်းလှိမ်ပြီးရွှေ့ထားတဲ့တန်ကြီးတက်နေတဲ့ရေတိုင်ကြီးအဟောင်းကြီးကိုလှုပ်ထားတဲ့အဲ့ဒီစင်မြင့်ပေါ်ကိုဆရာမောင်တော်ကတို့မင်းသမီးခင်တီတာထွန်းတို့ညှက်ပြီးဒေါန်ဆန်းစုကြည်ရောက်လာခဲ့တာပေါ့ကိုမျိုးမြင့်ငိမ့်တို့လည်းပါတော့ဆရာမကြီးဒေါ်ခင်ဆွေဦးတမက်ကိုမောင်မောင်စော့လည်းပါတော့ဩဂုတ်လ24ရက်ပြောရရင်အဲ့ဒီစင်နဲ့မနီမေဝေးမှာအရက်အလွန်ရှည်သောရုပ်ရှင်ဒါရိုက်တာတယောက်နဲ့ကျွန်တော်စကားဆများတာပါဒီမှာရင်စာပေနဲ့အမှုပညာရှင်များခေါင်းစဉ်အောက်ကနေမြန်မာနိုင်ငံကြပြားစရာအသင်းခွဲထွက်ပြလိုက်တာပါကြပြားစရာတွေစင်ပေါ်ရောက်ကြပြီပေါ့ပုပ်ကိုရေးမတိုက်ခိုက်နဲ့နိုင်ငံမှာပစ္စည်းတွေလူရက်ဖြက်စီစုပူတောင်းကျမ်းတာကိုအားမပေးနဲ့အကြမ်းမဖက်နဲ့ဒီမိုကရေစီနိုင်ငံဘာကြောင့်ဖြစ်တင်တယ်လဲဆိုတဲ့အခြေခံနဲ့ပြောကြဆိုကြစတဲ့အဲ့ဒီမူတွေနဲ့ကြပြားစရာတွေကစင်ပေါ်တက်ခဲ့ကြတယ်ကြပြားစရာတင်မို့ဆရာမောင်စန်းရီကိုမင်းတစ်မဆန်းဆန်းနဲ့တာယာရီကိုအောင်ဝေးကိုစိမ့်နီဇောင်းထက်မင်းထက်မောင်ရမုံနေစိတ်ခင်လွန်းကောင်စင်မြင့်ကိုညီညွတ်ကိုရန်ပိုင်ဆရာမောင်မိုးသူဆရာမောင်တော်ကမြင့်ဦးဦးမြင့်မောင်ဒီမင်းတိုင်မောစသည်ဩဂုတ်လရဲ့မိုးပေါက်တွေကြားထဲမှာလာဝေးတဲ့ထမင်းထုတ်ကလေးတွေကိုတိုင်နိုင်ရန်ပေးမှကပ်ပြီးစားလိုက်ကြကို့အတွက်ခွဲတန်းကြလာတဲ့ဟောပြောစင်မြင့်တွေစီကိုသွားလိုက်ကြချီတက်ဆန္ဒပြပွဲထဲမှာလူတူကြီးနဲ့အတူစီမျောသွားနေလိုက်ကြမြန်မာနိုင်ငံကြပြဆရာများကကို့လန်ကိုထူလို့1988စက်တင်ဘာ18ရက်ည4နာရီရေဒီယိုကလပ်ကိုဖွင့်လိုက်မှာတော့စစ်သည်ချင်းတွေကြားလိုက်ရပြီဘာလင်တိုင်းဟာ1989ခုနှစ်ကြာမှပြိုကျတာပါမွန်ဂိုလီးယားက1990ကြာမှကမ္ဘောဒီးယားက1991ကြာမှထိုင်းက1992ကြာမှအင်ဒိုနီးရှားက1999ကြာမှဒီမိုကရေစီပြုမှု democratization စတင်တာပါကျွန်တော်တို့တွေစောခဲ့ကြတာပေါ့1988ကိုဒါပေမဲ့ကြပြဆရာမောင်ချောနွယ်ရဲ့ကြေကွဲမှုအရောင်ဆိုတဲ့ကြပြတွေကလိုပဲငါတို့တွေစောခဲ့ကြတယ်ငါတို့တွေစောပြီးနောက်ကျခဲ့ရတယ်တဲ့ကြေကွဲဝမ်းနဲ့ဆရာမကောင်းဘူးလားပြောင်းလဲဖို့ရာစောပြီးစားခဲ့ကြပေမဲ့အခုထိနောက်ကျနေရတော့နောက်ကျအောင်ဘယ်သူတွေလှုပ်ဆောင်ခဲ့ကြပါလိမ့်လှုပ်ဆောင်သူတွေဟာတမရဲ့တရားခံတွေပါပဲ2013ဩဂုတ်လ9ရက်နောက်ထပ်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မသူတာပါ